ဆိုတော့ဒီနေ့ကျွန်တော်ကအခုမှကွန်ပျူတာနဲ့စပြီးမြန်မာစာစပြီးလေ့ကျင့်တဲ့သူတွေဒါမှမဟုတ်မြန်မာစာကိုရိုက်ထားမရှိတဲ့သူတွေအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့မြန်မာစာရိုက်တဲ့အခါမှာမှားနေကြတဲ့စကားလုံးလေးတွေကိုကျွန်တော်အခုပြင်သွားပြီးမှဖြစ်ပါတယ်ဆိုတော့ဘလို့ပြင်ပေးမှလဲဆိုတော့ကျွန်တော်ဒီမှာ desktop မှာပြထားတဲ့အတိုင်းပဲကျွန်တော် screen မှာပြထားတဲ့အတိုင်းဈေးရောင်းဆိုတဲ့စကလုံးမှာပစ္စည်းဆိုတဲ့စကလုံးဘယ်လိုရေးရမလဲထိုးကြောင်ဘယ်လိုရေးရမလဲအင်္ဂါနေ့ဘယ်လိုရေးရမလဲဦးနေမင်းဆိုတဲ့စကလုံးဘယ်လိုရေးရမလဲပေါ့နော်အဓိကကတော့ကျွန်တော်တို့မရေးတတ်တာအများစုကဈေးဆိုတဲ့စကလုံးကိုတော်တော်များများမရေးတတ်ဘူးပြီးရင်ပစ္စည်းဆိုတဲ့စကလုံးမျိုးစကားဆက်အထက်ကိုမရေးတတ်ဘူးထိုးကြောင်ဆိုတဲ့စကလုံးကိုကြောင်ဆိုတဲ့စကလုံးကျွန်တော်တို့မရေးတတ်တာမျိုးရှိတယ်ပြီးရင်အင်္ဂါပြီးရင်ဦးပေါ့အဓိကကကျွန်တော်ကဒီမှာဆို highlight လုပ်ပေးချင်တာဆိုတော့ကျွန်တော်ဈေးနဲ့ဥနဲ့ပေါ့နော်ဈေးနဲ့ဥရယ်ဆိုတဲ့စကလုံးကမှန်တယ်တရားပဲမှားနေကြတာအများကြီးရှိတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ဒီနေ့အဲ့ဒါလေးကိုအမှန်လေးတည့်ပေးခြင်းပါတယ်အားလုံးပဲအခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေမှာကျွန်တော်ပြပြခဲ့တဲ့စကလုံးလေးတွေရေးတတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုဘယ်လိုရေးတယ်ဆိုတဲ့အကြောင်းလေးရေးသွားပေးလို့ရတယ်တကယ်လို့မရေးတတ်တဲ့စကလုံးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်မေးလို့ရတယ်ကျွန်တော်တရားလေးပြပြပေးမယ်โอเคဒါဆိုရင်စကြည့်အောင်အဆိုရင်ကျွန်တော်တို့ကမြန်မာစာရေးတဲ့အခါမှာကျွန်တော်အဓိကသိထားတဲ့နာကကျွန်တော်တို့ရဲ့အင်္ဂလိပ်အခရာတွေကျွန်တော်ရဲ့ခလုတ်တစ်ခုချင်းစီတိုင်းမှာစကလုံးနှလုံးစီအနည်းဆုံးရှိကြတယ်ဆိုတော့စကလုံးနှလုံးရှိတဲ့အခါမှာအောက်ကစကလုံးတွေကိုကျွန်တော်တို့ကရိုက်မယ်ဆိုရင်ရိုးရိုးခလုတ်လေးပဲနှိပ်ရိုက်လိုက်ရုံပဲအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအပေါ်ကစကလုံးတွေကိုဒီကီးခလုတ်တစ်ခုရဲ့အပေါ်ကစကလုံးကိုရိုက်မယ်ဆိုရင်ကျွန်တော်တို့ကရှေ့ပြေတွဲပြီးတော့နှိပ်ပေးရဆိုတော့ဘလို့တွဲနှိပ်လဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာလဲလက်တန်းဘက်မှာလဲရှစ်ရှိတဲ့အတွက်ကျွန်တော်တို့ကရှစ်ပြဲတွဲပြီးတော့နှိပ်တယ်ဆိုရင်ကျွန်တော်တို့ကအပေါ်စကလုံးတွေကိုရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရေးတဲ့အခါမှာဈေးရောက်ဆိုတဲ့စကလုံးရေးမယ်ဆိုရင်ဒီမှာကျူမှာကျွန်တော်တို့ကစားမြင်ဆွဲရှိပါတယ်အဲ့တော့တဝေထိုးအရင်ရေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကစလုံးရပ်ပင့်ကိုရေးလို့မရပါဘူးဘယ်လိုရေးရမလဲဆိုရင်ရှစ်ရဲ့ကျူရဲ့ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဈေးဆိုတဲ့စကလုံးထွက်လာပါမယ်ဒါဆိုရင်ရောင်းကတော့ကျွန်တော်တို့ပုံမှန်ရေးတဲ့အတိုင်းပါပဲဈေးရောင်းအဲ့ဒါမျိုးရေးရမှာဖြစ်ပါတယ်ဆိုတော့ပစ္စည်းဆိုတဲ့စကလုံးကိုကျွန်တော်တို့ကရေးမယ်ဆိုရင်လေကျွန်တော်တို့ပကိုရိုက်လိုက်မယ်ကျွန်တော်လက်လှုပ်ပြီးပဲရိုက်လိုက်မယ်နော်မြင်အောင်လို့ပကိုကျွန်တော်တို့ရိုက်မယ်စလုံးကိုကျွန်တော်တို့ရိုက်မယ်စလုံးကဲဆိုတော့ကျွန်တော်တို့အမှာပတ်စင်ကျွန်တော်တို့ထည့်ရတော့ပါမယ်ကျွန်တော်အောက်မှာပတ်စင်တင်ရတော့မယ်ကျွန်တော်တို့အောက်မှာပတ်စင်တင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က8ရဲ့ F ရေကိုတွဲပြီးတော့နှိပ်ရပါတယ်8ရဲ့ F ရေတွဲနှိပ်တယ်ဆိုလို့ရှိရင်ပတ်စင်တင်လို့ရပါတယ်အဲ့တော့ဘယ်လိုတွဲနှိပ်လို့ရလဲဆိုရင်ဒီဘက်မှာလည်း shape ရှိပါတယ်အဲ့တော့ဒီဘက် shape နဲ့ဒီဘက် F နဲ့လည်းတွဲပြီးတော့နှိပ်လို့ရပါတယ်ကျွန်တော်ဒီတိုင်းလေးပဲနှိပ်ပြလိုက်တယ်မနော်8ရဲ့ F ရေနှိပ်လိုက်မယ်ဆိုလို့ရှိရင်ပတ်စင်ရပြီဆိုတော့အမှ plus sign လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ထပ်ကိန်းကျွန်တော်တို့ပတ်စင်ထားခြင်းနဲ့စကလုံးတွေကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပတ်စင်ရေးလို့ရအောင်မှာပဲဖြစ်ပါတယ်အဲ့လိုပါပဲကျွန်တော်ထိုးကြောင်ဆိုတဲ့စကလုံးကိုရေးပြပါမယ်ဆိုတော့ထိုးကြောင်ဆိုရင်ကျွန်တော်တို့ကနှုတ်ကနေဖတ်တဲ့အတိုင်းရေးရမှာဖြစ်ပါတယ်ထားစင်ထူလုံးကြီးတစ်ချောင်းရင်အကမြင်ထုတ်တဝေထိုးကကြီးရရစ်လို့ရေးရမှာပါရရစ်ကကြီးလို့မရေးပြပါဘူးဒီရှာငတ်တက်အကမြင်ကြောင်ဆိုပြီးရေးရမှာဖြစ်ပါတယ်အဲ့လိုပဲအင်္ဂါဆိုလဲအငတ်တာအင်လို့ရေးရမှာပါငတ်တာအင်လို့ရေးရမှာပါပြီးကမှကျွန်တော်တို့ကပတ်စင်ထားဖို့အတွက်8ရဲ့ F ကိုတွဲနှိပ်လိုက်ရပါမယ်ဒါဆိုရင်ကျွန်တော်ပတ်စင်ထားလို့ရပါပြီအဲ့ဒါဆိုရင်ကားငယ်ရေးလို့ရပြီကားငယ်ကျွန်တော်တို့ရေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်္ဂါဆိုတဲ့စကားလုံးရပြီဆိုရေးရှာနှိပ်လိုက်မယ်ဆိုရင်အင်္ဂါလေးကိုရပါပြီဆိုတော့ဦးရေးတဲ့အခါမှာတော်တော်များများမှားကြတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကယူမှာလဲဥရှိပါတယ်အဲ့ဒီဥကိုသွားပြီးတော့နှိပ်လိုက်တာကလုံးတင်စံခတ်ရေးလို့မရပါဘူးဆိုတော့အဲ့ဒါကမှားပါတယ်ကျွန်တော်ဘယ်လိုရေးရမလဲဆိုရင်ဥဆိုတဲ့စကားလုံးကအမ်မှာတောက်လျှောက်အမ်မှာလဲသူ့ရဲ့စကားလုံးရှိပါတယ်လုံးတင်စံခတ်ပါပါတယ်ဆိုတော့တခါလဲ8ရဲ့အမ်ရေတွဲနှိပ်လိုက်မယ်ဆိုရင်ဥဆိုတဲ့စကားလုံးရသွားမှာပဲဖြစ်ပါတယ်ဆိုတော့